Hello ကျွန်တော်တခုလောက်မေးချင်လို့ဗျ April ထဲမှာလေဘန်ထဲကနေပြီးတော့ဘတ်9 သန်းလောက် cash ထုတ်ဖို့ရှိတာအဲ့ဒါမျိုးရှိတဲ့လုပ်ငန်းရှင်မိတ်ဆွေတွေဆိုရင်တော့ကျွန်တော်တခုလေးပြောပြစရာရှိလို့ဗျအဓိကကတော့ကျွန်တော်တို့ထိုင်းနိုင်ငံရဲ့ banking နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ rules and regulation တွေပြောင်းသွားတယ်အဲ့တော့ကျွန်တော်တို့ဒီ April လ1ရက်နေ့ကနေစပြီးတော့ပေါ့နော်ဒီထိုင်းရဘန်ဒီမှာเนาะဘတ်9 သန်းနဲ့အထက်ထုတ်တော့မယ်ဆိုရင်အရင်လိုလွယ်လွယ်ကူကူနဲ့ငါလက်မထိုးလိုက်မယ်ရှုပ်ရွှက်ဆိုပြီးတော့ဘတ်9 သန်းထွက်လာဆိုပြီးတော့အဲ့လိုမျိုးမဟုတ်တော့ဘူးခင်ဗျအဲ့တော့တကယ်ကတော့ကျွန်တော်တို့ဒီသူတို့စီစစ်တယ်ပေါ့နော်အဲ့တော့ဒီထုတ်တဲ့ဘတ်9 သန်းကဘယ်အတွက်သုံးပါလဲဘယ်နေရာမှာသုံးပါလဲဘယ်သူလဲဆိုတဲ့ဟာတွေအဲ့ဒါတွေစီစစ်ပြီးတော့စာရွက်စာတမ်းတွေပြပြီးတော့တေချာလက်မှတ်ထိုးနိုင်မှထုတ်လို့ရတော့မှာဖြစ်တယ်အဲ့တော့အဓိကတော့ကျွန်တော်တို့ကသူကတရက်ကိုဘတ်9 သန်းအထက်เนาะထုတ်တဲ့ဟာတွေသူ high risk transaction လို့ခေါ်တယ်သူကဒါတွေဟာတကယ်တော့စီးပွားရေးအရေးကြီးတဲ့ဟာတွေပေါ့နော်စောင့်ကြည့်ရမယ့်ဟာလို့သူတို့ကထိုင်းနိုင်ငံကသတ်မှတ်ထားတယ်ဗျအဲ့တော့ကျွန်တော်တို့ကအဲ့ငွေကြီးခွာချဖို့အတွက်ပေါ့နော်အဓိကတော့သူတို့အဲ့ဒါကိုသူတို့စောင့်ကြည့်တဲ့အနေအထားနဲ့မှာသူတို့ကြည့်နေတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့သွားပြီးတော့ထုတ်မယ်ဆိုရင်တော့ဘတ်9 သန်း9 သန်းအထက်ပြင်ကိုတကယ်ကတော့ငွေအမောက်များများသွားထုတ်မယ်ဆိုရင်ကျွန်တော်တို့စာရွက်စာတမ်းပေါ့နော်စာရွက်စာတမ်းကတော့အဓိကဒီငွေတွေကဘယ်ကရလာတာအရင်ဆုံးကတော့ source of income လို့ခေါ်တယ်ဒီငွေကဘယ်ကရလာတာလဲ source of fund เนาะနောက်တစ်ခုကကြတော့ဒီငွေတွေကိုဘယ်မှာသုံးပါလဲဆိုတဲ့အထောက်ထားပေါ့နော်မှာထားပါတော့ကဒီ down payment ပေးစရာရှိတယ်ဒါမှမဟုတ်ကကုန်မိုးတွေချေစရာရှိတယ် construction တွေပေးစရာရှိတယ်စသည်ဖြင့်ပေါ့နော်အဲ့တော့အဲ့ဒါမျိုးလေးတွေသူတို့အထောက်ထားလေးတွေတောင်းလိမ့်မယ်အဲ့တော့အဲ့ဒါလေးတွေကိုဒေချာပြင်ဆင်ပြီးတော့စီစဉ်ပြီးတော့မှသွားဖို့လိုအပ်ပါလိမ့်မယ်အဲ့ဒါတွေကြိုးမပြထိုင်မှာဖြစ်နိုင်တယ်ဆိုတော့ cash flow တွေပေါ့နော်အဲ့တော့ကြမ်းကြာနိုင်တယ်နောက်တစ်ခုကတော့ခုနပြောသလိုပဲစာရွက်စာတမ်းထိန်းသိမ်းရတဲ့ကိစ္စတွေပေါ့နော်အဲ့ဒါလေးတွေတော့အလုပ်ပိုလာနိုင်တာရှိတယ်အဲ့ဒါကြောင့်မလို့ငွေထုတ်မယ်9 သန်းထက်ထုတ်မယ်အဲ့ဒါဆိုရင်ကြိုပြီးတော့ထောက်ထားတွေကြိုစုထားပါတခြားသိချင်တာရှိကျွန်တော်တို့ migrate မျိုးလာမေးပါကျေးဇူးပါပတ်စံရှာနိုင်ပါစေအများရှာနိုင်ပါစေခင်ဗျာ